မလွန်ဘဝရောက်သွားတဲ့ဆွေတွေမျိုးတွေအဲ့ဒီတမလွန်ဘဝရောက်သွားတယ်အဖိုးတွေရှိတယ်အဖွားတွေရှိတယ်အဖိုးဖွားတွေရဲ့အမေဖေတွေရှိမယ်ဦးကြီးဦးလေးတွေရှိမယ်ကိုနဲ့ဆွေမျိုးသားချင်းတော်တဲ့ပုဂ္ဂိုလ်တွေတမလွန်ဘဝရောက်သွားတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေကိုလည်းပဲပြစ်မထားရဘူးတဲ့ပြစ်မထားရဘူးအချိန်ခါအားလျော်စွာကုသိုလ်ကောင်းမှုသူတို့အတွက်ရည်စူးလုပ်ပြီးတော့အမြတ်တမ်းပေးဝေပေးရမယ်တဲ့ရည်စူးတဲ့ကုသိုလ်ဒါမြန်မာပြည်မှာဘုရားဘာသာဝင်တွေလုံးလိလုံးထားရှိကြတမလွန်ဘဝပြောင်းသွားတဲ့မိဘဆွေမျိုးတွေကိုရည်စူးပြီးတော့ကုသိုလ်ကောင်းမှုလုပ်တာသူတို့အတွက်လူတော်လူကောင်းဖြစ်သူတို့အတွက်ကောင်းသူဖြစ်အကယ်၍မေ့ထားမယ်ဆိုလို့ရှိရင်အကယ်၍များတမလွန်ဘဝရောက်သွားတဲ့ပုဂ္ဂိုလ်ကစားစရာဆင်းရဲနေစရာဆင်းရဲနဲ့ဆင်းရဲတဲ့ပိဋ္ဌာဘုံများရောက်နေမယ်ဆိုလို့ရှိရင်တမျောမျောတဒန္တနဲ့ကိုယ့်အတွက်အလှအမျှဝေနိုးအမျှဝေနိုးနဲ့စောင့်နေကြရတဲ့ဘဝမျိုးဆိုတာရှိတယ်ဒါလည်းပဲအမတ်တမဲ့မနေတဲ့ကိစ္စတစ်ခုမတော်တဆအက်ဆီဒင့်နဲ့သေသွားတဲ့ပုဂ္ဂိုလ်တွေဟာအင်မတန်ကိုကုသိုလ်ကြီးတဲ့ပုဂ္ဂိုလ်တွေဟာနတ်ဘုံနတ်ဘဝရောက်ချင်ရောက်သွားမယ်ချက်ချင်းအဲ့ဒါလို့မဟုတ်ဘဲနဲ့အထိတ်တလန့်နဲ့စိုးရိမ်သောကနဲ့တွေ့တာမှုတွေနဲ့တမလွန်ဘဝပြောင်းသွားတဲ့ပုဂ္ဂိုလ်တွေဟာရုတ်တရက်ရှောင်တခင်ဆိုရင်ဘာဖြစ်တတ်တုံးဆိုပြိတ္တာဘုံရောက်သွားတတ်တယ်ပြိတ္တာဆိုတာဒါလူတွေကတော့အဲ့ဒါကိုကြည့်ပြီးမကျွတ်ဘူးပြောတာပေါ့အိမ်ပေါ်မှာဟုတ်လားအတန်ပြူတာတို့အနီးပတ်ဝန်းကျင်မှာမြင်လိုက်တာတို့ဒါမျိုးတွေဖြစ်တတ်တယ်နော်အခုခေတ်ဆိုလို့ရှိရင်တယ်လီဖုန်းဆက်တာတို့တယ်လီဖုန်းကလာမိတာတို့သေသွားတဲ့ပုဂ္ဂိုလ်ကလှုပ်တာအဲ့ဒါဟာတကယ်တော့ပြိတ္တာဘုံရောက်သွားတာပြိတ္တာဆိုတာအခုခေတ်လို့ဆိုရင်တော့တစေတရေကိုပြောတာ